အားလုံးမင်္ဂလာပါအဒီဆာဘာရောက်တိုင်းတွေ့တဲ့ကြောင့်ရမယ်ဝမ်းသာတယ်ဒီနေ့ကျွန်တော်တို့မလေးရှားမှာဆက်တော်ရောက်နေကြတဲ့ညီကောင်မောင်မျိုးကြီးမိတ်ဆွေများဒီနေ့မှာဆိုရှိနေရအောင်ကျွန်တော်တို့ကိုပို့ဆောင်တဲ့ဖျားရှင်ဘုံတော်ပရမောင်းဆုံးတိုင်းခြင်းနဲ့ရှိပါစေအဲ့တော့ကျွန်တော်တို့ညီကောင်မောင်ဒီမှာဆူယုံချင်းဟာကျွန်တော်တတ်နိုင်မှုပဲတဲ့ဖျားရှင်ကြီးတော်ကြောင့်တတ်တာဖြစ်တယ်ဆိုတော့ကျွန်တော်ရောက်တိုင်းထိထားတဲ့ကြောင့်ကျေးဇူးတင်ပါတယ်အဲ့တော့ဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ပုဂ္ဂိုလ်များအကြောင်းမျိုးကြောင့်စီယုံထမရောက်နေချိုးပုဂ္ဂိုလ်များထောင်ထဲမှာရောက်နေချိုးပုဂ္ဂိုလ်များအလုံးမနာနိုင်လို့အကြောင်းမျိုးကြောင့်မရောက်နိုင်ပေမဲ့ကျွန်တော်ညီကောင်မောင်များဖျားရှင်ကြီးတော်တိပိတကာလဖျားရှင်ရှိတတ်တဲ့ပြမဒီနေ့မှာဆိုရှင်သူ့ကိုပြုကိုပဲဖွင့်ရတဲ့ဒီနေ့ကျော်ရလာတဲ့ကြောင့်ဒီ AI နဲ့ဖွဲ့စည်းဒီသင်္ကြန်ကော်မတီဌာနကကျွန်တော်ဒီနေ့သူ့ပဲကျေးဇူးတင်ကြောင်းပရမောင်းဆုံးပြောကြားလိုပါတယ်အဲ့တော့ဒီမှာဆိုရှင်တပတ်တာလို့ကျွန်တော်တို့အလုံးလုံးကညာဖျားရှင်ပြပို့ဆောင်တဲ့လက်ထိချင်းဖြစ်ရတဲ့အောင်ဖျားရှင်ပြပို့ဆောင်ပြမယ်ဒီနေ့မှာရောက်ရှိတဲ့ကြောင့်ဖျားရှင်ရောက်တဲ့ကျေးဇူးတင်အောင်ဒီနေ့မှာကျွန်တော်ဖျားတဲ့ရောက်ချဆိုလို့ရှင်တော့အဖေကခရိယာဟုတ်လို့အဖေမေက SD ဟုတ်လို့ကျွန်တော်ဒီနေ့အလုံးနားနဲ့တိုက်ဆိုင်လို့တော့မတကယ်ချင်းမရှိဘူးအတင်းခေါ်လို့တော့မတနေ့မှာတစ်ခါဖြစ်တယ်ဆိုတော့ဆိုတော့မှကျွန်တော်လာချင်မဟုတ်ပဲနဲ့ကျွန်တော်ဒီနေ့မှာစုယုံချဆိုလို့ရှင်တော့ဘုရားရှင်ကိုချစ်လို့ရောက်ရှိလာပါစေလို့ကျွန်တော်မြန်မာဆိုပြောချလိုပါတယ်အဲ့တော့ပထမဆုံးကျွန်တော်ကြမ်းချက်တစ်ချက်ဒီနေ့အဓိကကြမ်းချက်ဖယားမဲ့ကြမ်းချက်မဟုတ်ခင်မှာကျွန်တော်ပထမဆုံးအဓိကကြမ်းချက်တစ်ခုဖတ်ပြချင်တယ်ဘာမှတွေ့ရှိနေဆိုယေဇကျေလအနာဂတိကျမ်းအခန်းကြီး20အခန်းငယ်20မှာတွေ့ရှိနေပါတယ်ငါ့ပုံလေးကိုတရှိစေကြတော့ငါဒီတင်းတို့ဤဘုရားခင်ဘာဝဖြစ်သည်ဟုတင်းတို့ပြီးမြအကြောင်းထိုဥပုံလေးတို့ကိုငါနဲ့တင်းတို့စကြမှာလက္ခဏာတက်တည်ဖြစ်စေတော့ငါဆို၏အဲ့ဒီနေ့မှာဆိုကျွန်တော်ဒီနေရာကိုပြုလာချင်ဆိုအနာဂတ်တက်မဟုတ်ပါဘူးနော်အပြောတက်မဟုတ်ပါဘူးကျွန်တော်ကိုဖန်ဆင်းတဲ့အရှင်ဟာကျွန်တော်ကိုကေတင်တဲ့အရှင်ဟာစကြဝဠာခုကိုဖန်ဆင်းပြီးတော့မှကျွန်တော်လူအစကြမှာဒီနေ့ပုံရဆိုရှင်လက္ခဏာတက်တည်ထားထားပါတယ်အားကြောင့်ကျွန်တော်ဘုရားရှင်ဆိုလို့ရှင်တော့ကဲဒီရှင်ဖြစ်ကြောင်းကျွန်တော်အတိမပြုနေဒီလိုပုံရဆောချင်းဖြစ်တဲ့အလကားတက်မဟုတ်ပါဘူးလူများစောင့်ကြောင်းစောင့်နာမှုဆိုတဲ့အကြောင်းဘာမှမသိရှိစီလိုပါတယ်အဲ့တော့မစတင်ခင်မှာကျွန်တော်ဒီ Sabbath School စီမံပေါင်းតាមအစီအစဉ်ကိုကျွန်တော်ဘာမှမသိညချင်တယ်တချို့ပုဂ္ဂိုလ်များဒီဘုရားတင်ကိုများရှိခဲ့တော့အစနစ်ဖြစ်နေအောင်ဆိုတော့ကျွန်တော်ဒီနေ့ဘာမှဆုံးသိညချင်တယ်ဒီနေ့မှာကျွန်တော်ဒီကတော့မြင်ရမယ် Sabbath School lesson discussion လုပ်တဲ့ခါမှာအဓိကဥဆောင်သွားမယ့်ချက်ကိုကျွန်တော်ညံပြရတဲ့အဓိကဖတ်ပြသွားပါလိမ့်မယ်အခုဒီချင်းအားလုံးဒီချင်းနံပါတ်27ကိုကျွန်တော်တို့တရားတိုင်းဆိုမှဖြစ်တယ်ပရမအခုဒီချင်းကျွန်တော်ဒီနေ့စုပေါင်းပရမ solo အချင်းတစ်ပုဒ်ပေါ်မှာချင်းမှုချင်းကို ZAC ရတောင်းဝေပါလိမ့်မယ်အားလုံးစနေပြည်ပြည်တဲ့တိုင်းခံချင်တယ်ပရမ mission story ကျွန်တော်တို့ mission news ကိုဆရာမတင်ပေါ်ရတဲ့ SKC ကတင်ပြပေးမှာဖြစ်တယ်ပရမအထူးငွေကောက်ပါဖြစ်တဲ့ကြောင့်အထူးငွေကောက်တဲ့မှာအားရှိစများအားလုံးအစီအစဉ်ကိုဖြစ်ပြီးပြင်တဲ့တိုင်းခံချင်တယ်အထူးငွေကောက်တဲ့ခါမှာဆိုလို့ရှိရင်အထူးတစ်ချင်းကို KLC နော်တရားလိုက်ပရမတီဆိုတာပါလိမ့်မယ်ပရမအထူးငွေကောက်ပြီးနောက်ပိုင်းမှာအဲ့ဒီငွေကိုအဆောင်တော့ KLC နဲ့စကားပြပါလိမ့်မယ်အဲ့ဒီငွေစကားပြနောက်ပိုင်းမှာ solo ကို PAC ကိုစတဲ့ဒီပြည်တိုင်းခံချင်တဲ့ PAC ကိုရှိပါလိမ့်မယ်အဲ့ဒီ solo ပြီးနောက်ပိုင်းမှာကျွန်တော်တို့ဒီခါစားလေးလိုက်ခါမှာစီပီအောင်ဆိုတော့အားလုံးစုပေါင်းမှာဖြစ်တယ်အဓိကလူတွေရဲ့အချမ်းချက်ကိုခုချိန်မှာဆိုလို့ရှိရင်တော့ဒီမှာငယ်ဒီညံပြင်းနေတဲ့ဘုတော်တော်ကိုပါလိမ့်မယ်အားလုံးအယုံစိတ်ပြည့်ပြည့်နေတဲ့ခံချင်တယ်ဒီနေ့ကျွန်တော်တို့နှလုံးသွင်းရမယ့်အချမ်းချက်ကိုပြန်တွေ့နိုင်တယ်ဆိုတော့ Ezekiel အခန်းကြီးလေးစကောအပိုင်းငယ်ကိုပထမဆုံးဇုံပြီးလို့ဖတ်ပြချင်ပါတယ် Ezekiel အရင်ဆောင်ပြီးစက်အနေနဲ့ကွာEzekiel akan sambil lagi ada yang kuat. Kita aluan namun beberapa kan yang namkin le nasan ampiong hi. Itu yang si tui siang sakit kan. Aluan na beberapa minta na sakit hi. Aku cuma ni malu pakai apa ni? Dia jadi akan jadi semua apa yang aku. Dia jadi akan jadi semua apa yang aku.အသက်ရှင်၍လှုပ်ရှားတတ်သောတတဝါမျိုးမျိုးတို့သည်ထိုမြင့်ရောက်သောအရာတို့၌အသက်ရှင်၍အလိုများစွာသောငါတို့လည်းရှိကြလိမ့်မည်ထိုမြင့်သည်ချိုးသောကြောင့်မြောက်သမျှသောအရာတို့၌တတဝါမျိုးမျိုးတို့သည်အသက်ရှင်ကြလိမ့်မည်ဖတ်ကြားသောကျမ်းစာအဖြစ်အရောက်စီတိုင်းပေါ်ပါပြရှင်ကောင်းချီးချပေးပါစေကျမ်းချက်ကိုဖတ်ပြသွားတဲ့ညီမငယ်ညာပြီးကိုသူပဲကျေးဇူးတင်ပါတယ်အဲ့တော့ကျွန်တော်ခုနမိချန်တာတစ်ခုရှိပါတယ်နော်ဒီနေရာမှာပဲကျွန်တော်တို့ SA တစ်ခုတည်းမှာပဲရှိအရာတစ်ခုရှိတယ်
เนาะจากนั้นจากนั้นเที่ยวจองตอนเป็นมาเป็นมาโมกุเราชมกันอย่างที่ได้เห็นจังเลยเราตัวเองอุปนิอาลมเตเจ้าสิอาการอุปนิที่บาสิสรุปแฮปปี้สบายใจทั้งสันนิษฐานแล้วจังเราขาดเลยน้ำมาตัวเองแต่ยังไงดีดูมีพูดดูเบ้สมมติเราขาดเลยย้อนได้ไหมสกัดมาเกี่ยวกับจากเกี่ยวกับสิ่งนี้งานที่ดูละย้อนมาสู้ดูละจอมมีต้องพิจารณาที่ดูเบ้ทุกคนที่จอมเที่ยวจอมได้มาดูเราได้ไหมอันนั้นมาทำตัวเองเด้อเอาไว้มาทำตัวเองสิจอมที่มาคิมิงที่เจ้ามาคุยมาสู้สิเนาะผู้ใหญ่อาชีพเราเป็นอาชีพเราตอนนี้มาชีพคนอารมณ์กูเนาะผู้มาตัวเป็นช่องชีเลยตรงเสนอเนาะอารมณ์หาจมูกเดี๋ยวจะตัวมาจีนเราเอาได้ไม่มีสักการเดี๋ยวจะคนคนที่บาสิเราชีพเราเป็นเอาได้ตรงเสียเอาเดี๋ยวชีพนี้นาดีเนี่ยเนาะอารมณ์จีนบี야, 지수지 말해. 저기도 유명 동생은 네 피아정마, S 피아정마, 시계 피아정마, 뭐 샤로미야, 뭐 사베비 샤로미야 뭐, 나 편시 나 앞으로 성공 적기래. 네, 점도 오늘 와서 루시 저 어떤 표시 사건들 미 믹스 되게 아야 사이즈 더 카운팅이나 계속 뒤에 점으로. 아니야, 표시네. 언니 나리는 다시 공을 주문하네. 지금 뭔가고 군이 피만에 부분을 부분에 저는 이다 보다 전에 부분포한테 아로마타 타고 맞다 치나만 나 세트. Dapat tahu coy kalau kita sedang jatuh soal mulai sudah sampai seri sudah another week sudah jadi mata setting tu sih mesra alo lupa kuno ayam cuma yang on
예리한 시즌에 이곳은 세고 살아서는 다시 나와 바꾸듯이 이곳 사비장 대가사 보시 가게 차대 차대 시즌에 바꾸다니 차대 저를 더 디비전 뉴스 아티클로 바기 차대 차대 저로 이 시즌에 보시는 보이니 가서 시즌에 피시로가 바꾸다니 비어서 가게 차대 차대 보시는 로라타이 바우나 표현도 보시 가시 차가 사피기나무가 아시지 아사레 소티 제노면 루이스나네 먹는 보시는 로라타이 피시로가 보시는 Lalu tak ada pun sama rumah kita jika apa boleh terjemui Yesus Kristus kami itu sendiri itu sekarang hanya baca King. Amen. Ya, saya pun cakap orang tu punya cukai Yesus mana? Ini kucing masuk ini jenaru kucing. Jangan kucing sore kamar sore sino. Jangan yang stay. 소개 드친 사다바레 소전 저로 가사프로마 에디 드친 아티 저로 과 유고 피바레 저 아티 오때 뮤직가 동나 티고 저 조때 무베네 케피아 시코노 지문 그 정도 야스타인 세노코바 시마 파부이데 다이 간체 쿠치 마스시노 이세니시아 그 친구 다이 이소가 말리메 할렐루야 아야바야 드친 소리야 너 No, it's only not to be there.
Yame, Jene, who's at the Promatanoro, from Mission Story, Mission News. Young college, the Niki Job, Young Nine, Nasu Zijan, Bajos General, or Blue Matano, and Musul Target of the Mule, through the General, Musul Target Bajos of the Kabalu General. They did thing in a thing of Ashibania, Washi, Mission News, Mission Story, Associated Kabaluma. Lepang Job General, but the rest of the road, the TRM. Cuma tak apa apa ini dia sejauh tiada jauh di sini mission stories yang kau lihat di jauh, kucing masuk sini sama tipu yang tidak yang tanya, alo nasib perma, belum ke kantor tadi, belum ke pihak sini macam apa sama belum fikir dia sejauh kucing mah, nasib macam itu kalau sama belum bisa mah, oke? Halo, saya bisa bapak. Ini jualan sekolah ini pertama masuk jadi baik ya memang mission story itu tapi yang betul jangan simpul beda apa yang simpul orang pergi beda saya menjadi orang dia belajar yang itu dia bahasa new dia kemana alu kasih kami dia bahasa Cina kemarin ini cuma lo bangsa yang baik loh jangan mah Eke buku dia jangan dipare, tu namanya buku kolej loh, jadi eke nalu kolej. Tua berengan ini buku kolej loh, student tahu kaya ni buku kolej, buku dia dipare. Ni aku cakap ni sama, tiada ni sebuah ni, so ini ni mana doa kita sedang sihir buku loh, jadi eke tu jangan sampai tu terus. Jangan kama, suatu solusi. Apa itu kalau mereka hanya melakukan sampai sesuai yang seperti itu ini ada. Tu yang tu perlu cekak kita lepas ni harus solusi, nak jual tu perlu solusi di ekor ni jam perlu cekak sesuai seperti tu. Ini sesuatu cekak mana? Ane sesuatu ni tak sih tu jadi harus solusi. Tu baru lu kayak lepas lu pelin, ya tak pelin ni pemakaian. Pensiun lúc này ai lúc lúc sau này bảo đấy, tôi em biết hiện tại nó tôi mi bảo đấy, tôi nói lúc mình tôi cái tiền nó anh sẽ bảo đấy, tôi mà cái gì giao chuyện, ô tô rồi cái gì giao chuyện, thì nhiều lần sẽ cái ô tô thì tôi cái gì ô tô thì tôi giá thì cái này, mà cái này ô tô này giao ô tôi cái gì này tôi giá thì cái bảo đấy. Tu tinggal siang tu belum pek kolej, soal tinggal siang belum kita jangan mana, sebab tu belum pek kolej kama, no? Ni di ubon ni ni cakap tu, lúc nhà sau này suy chắc thì trong mình cũng tí gì này cũng suy nó ta trong là cái nào thế rồi cái lúa phải coi lại đến trái phải mà tôi sẽ cái mà có trên cái suy này rồi ta trong lại coi trên cái phải tu phía sau tôi nhìn trên lại coi phải mà tôi nhìn trên này nó là hai chuyện là chủ số rồi nó cái bây giờ bây giờ rồi alo tôi mới suy này lúc sẽ có chủ số đấy phải mà tôi sẽ cái mà em làm thế này rồi cái cũng phải sai rồi nuôi nuôi cái sai đấy phải mà ini lo pelajar saya dan wabi biar ini naya dan wabi. Lalu pada hari ini saya tahu masa nak jenis saya, saya tahu step pro nak jenis saya tu masih, ane, lalu pada saya tahu wabi itu lo boleh sama, tu biar tu baru boleh soal jadi ni channel lo yang mana, sebab tu boleh, ane tu boleh apa ni, kamu mana muda, kamu lo nak muda boleh soal di ni ha tu. Saya sampai ni lu nggak tahu ya di mana pilih sebab tu kita jualin, ane tu dia tu perlu cek apa lagi sebab ni nggak sekarang nama kami saya sampai sini lah, asal ni mana, tapi saya kami sih orang yang nggak tahu job sebab tu dia tu lu jual lagi, perlu itu kita lah cek tu saya sampai orang jualin, ane tu dia tu tahu perlu lúc hiện tại mình nát ra tụi nó máu mà về sụp đó nên tí nó ngà tụi chị mình lại cái đúng chứ đấy ngà mình nhá lại cả mà ngà nhá lại mình bà bảo với chị mình sai mình chỉ sự đi cái này làm sai làm sai đấy cái lúc như này này khi cái chị đi nghe chị mà check nó tụi bia tụi cái lúc đó lại cái này để biết là tụi chị nó tụi bia tụi vô đấy giàu tụi sinh ra rồi mà kalau orang di depan rumah kita sama dengan kami sebab sila kita sama dengan itu ni lagi. Apa tu kita sama dengan kami ini sekolah tu yang mana?
ဒီဖောင်းချဆောင်လာတယ်ဒီနာမည်ဆိုတော့ငါမျောနေတာဒီမှာလာတော့ငါတတိယလို့ခုနေမှာလာတယ်ဒီမှာတက်တက်ရှိတယ်ဆိုတော့သူ့မေးတဲ့ခါမှာအနေနဲ့ပြပြောပြတယ်နော်ငါဒီမှာချင်းချောက်တာကွာဆိုတော့စောက်ဖို့ကောင်းနေတာလေဝိုင်းလို့အဲ့ဒါကြောင့်ဘာလဲသိချင်တာပါကွာသူ့ကိုချင်းခေါ်တဲ့ခါမှာဒီတစ်ပတ်တော့သူချဆောင်ပြန်သွားမယ်ဆိုတော့စိတ်နဲ့သူချဆောင်ကိုရအောင်ပြန်သွားတယ်အဲ့နဲ့သူ့ပြတိသွားတဲ့ခါမှာသူ့ကိုအိမ်ကနေမောင်းထုတ်လိုက်တယ်။ညာကစကားမှမထောင်ဘူး။အဲ့နဲ့ကအိမ်ကနေရောက်သွားတယ်ဆိုတော့အဲ့နဲ့သူ့အိမ်ကမောင်းချတဲ့ခါမှာသူစဉ်းစားတယ်နော်။ငါဘယ်မှာသွားနေရမလဲ။သူစဉ်းစားတာသူမျက်စိထဲမှာဘာမြင်ရမလဲဆိုတော့သူဖျားဆောင်သွားတဲ့နေရာနော်။နေရာကျဲပဲငါဖျားဆောင်မှာသွားတော့ငါပြင်မပြငါတော့ပုံလိုက်မယ်ဆိုတော့သူဖျားဆောင်တော့သူ့မောင်းတဲ့ခါမှာသွားတယ်နေရှိတဲ့အတွက်ကြောင့်သူဖျားဆောင်မှာလာတော့သူကပုံနေတယ်3ရက်နော်3ရက်နဲ့3ညအိမ်မှာသူပုံနေတယ်ညကိုအိမ်မှာအိတ်တယ်မနေ့ကသူကြောင်းသွားတယ်ညကြောင်းကနေစနေတဲ့ခါမှာတကယ်ချင်းလေးတူတူကြောင်းစာတွေလေ့လာပြီးသူသားဆောင်ကိုပြန်လာတော့ပြန်လာအိတ်တယ်ပေါ့နော်အဲ့အကြောင်းကိုသူကသိသွားတယ်ဆိုတော့အင်းနာမရနော်အတင်းလူစီတရားကသိသွားတဲ့ခါမှာအဲ့ရchurch pastor နဲ့သူအကျဉ်းဉာဏ်တော့ငါတို့ကြားဆောင်လာတဲ့တရားကဒီလိုဖြစ်ဖြစ်ရှိရဲဆိုပြောပြတဲ့အခါမှာအဲ့နဲ့pastor အဲ့ဒါဆိုရင်နေရဲ့တေချာပြကိုခေါ်တော့အဲ့ဒီတစ်ခုနေလို့သွားတော့ပြောမှဖြစ်မယ်ဆိုတော့အဲ့နဲ့အဲ့တေချာပြကလည်းဒီပြည့်ပြည့်စုံသွားတော့ဒီသားဆိုလို့ရှိရင်ဒီပြားဆောင်တင်းတော့ဒီအတင်းတော့မှာနေလို့လည်းကျွန်တော်တို့ရဲ့ဒီလိုဘူးပေါင်းတော့ပြတရားဆွေးနွေးတယ်ဆိုတာဒီသားရဲ့ကောင်းစားရဲ့အတွက်ဖြစ်တယ်ရှိအနာကတ်မှာလည်းဒီသားကိုကောင်းမှုတော့ဒီကိုကောင်းတဲ့သားတရားကိုပိုင်ဆိုင်ရမယ်ဆိုတာလက်ခံမှာဆိုတော့တို့ပြောပါဖန်ဖားတယ်ဒါပေမဲ့သူပြန်နာမထောင်နိုင်နော်ဆိုတော့သူတောင်းကိုမတင်ချက်တဲ့အရာနဲ့ဒီဖြားဆောင်လေးစက်တွေလို့မရဘူးလို့အောင်ငါပဲဆိုသူပြန်လို့ကြံစေတယ်အဲ့နဲ့သူ့တောင်းလောအဆက်တွေလို့အရင်ကနေမှပုတ်ပြီးဆိုသူ့တောင်းလည်းဆက်တွေမလုပ်တော့ဘူးသူ့မိန်းမလေးသူ့ရဲ့တာသမီးတွေကိုမှားထားတယ်ဒီလေလို့သူကအဆက်တွေမလုပ်ဘူးဒါပေမဲ့သူ့မြန်နေနိုင်တော့သူ့သားဆုံးမနေနိုင်ဘူးအဲ့ဒီနားမှာရှိတဲ့ဘောရာစာလေးသူရှိရဲ့အဲ့ဘောရာစာမှာသူ့သားအတွက်မေးထားပေးတယ်နော်သူ့ပြတော့သူ့သားရဲ့ကြောင်းစိတ်လည်းလုံးဝမထောက်ပံ့တော့တဲ့ခါမှာသူ့အမေကသူ့ပြင်မသိအောင်လို့သူ့သားရဲ့ကြောင်းစိတ်ကိုထောက်ပံ့ပေးတယ်အဲ့လိုချိန်မှာသူအားငယ်တော့နေရတဲ့အချိန်မှာဆိုလို့ရှိရင်ဒေးဗစ်ကိုအသင်းသားရလာတော့ဒီတင်ကြတယ်ကိုအပ်တဲ့အထောက်အကူတွေလာတော့ပေးကြတယ်ဆိုတော့သူ့ဖေသူ့မိသားစုသူ့စွန့်ခါပဲမဲ့သူခံစားရတယ်နည်းနည်းတက်ပါတယ်ဆိုတော့ဒီမှာပေါ်ပြထားတယ်အဲ့နဲ့သူ့မိစစ်စစ်ပေးထားတဲ့အတိုင်းပဲသူတို့ရွာနေတိတ်အနှမ်းမဝေးတဲ့နေရာမှာပေါ်တာဆာမှာသူ့ကိုထားတော့သူ့တောင်းချမ်းသက်စေတယ်အဲ့နဲ့သူခက်ခဲတဲ့ဒီအချိန်ကာလအတွင်းမှာနော်သူမိမရသူ့စွန့်ခါတော့အိမ်ကနေဒီယုံကြည်ချက်တစ်ခုအတွက်ကြောင်းနဲ့အိမ်ကနေထွက်သွားပြီးတော့ဒီလိုနေရတဲ့အချိန်မှာသူတငယ်ချင်းကသူ့အမြင်အားပေးဘယ်ချမ်းချက်တွေနဲ့အားပေးတယ်လဲဆိုတော့ကျန်းစာပိုင်နဲ့ဖွင့်ဖတ်လို့ရတယ်နော်ရှိမှတဲ့ခရစ်ယာန်အခန်း30အငယ်28အငယ်31အဲ့ဒါကူနောက်တစ်ခုကရှိမှတဲ့ခရစ်ယာန်ရဲ့အခန်း30အငယ်34အငယ်39အဲ့မှာဆိုလို့ရှိရင်ဒီအရာတွေကိုဖတ်ပြရတယ်နော်ဒီအရာဖတ်ပြတယ်အဲ့မှာဘာတွေပေါ်ပြတယ်လဲဆိုတော့စာကလေးတစ်ကောင်မှာဆိုလို့ရှိရင်ဓာတ်ကြည့်ရှုတယ်စာကလေးတစ်ကောင်ဓာတ်အခွင့်မရှိဘူးဆိုလို့ရှိရင်ညီကောင်ကြောက်အခွင့်မရှိဘူးစာကလေးတဲ့ကဒေးဗစ်ကပေါ်တော့ဖျားရှိမှာတန်ဖိုးရှိရင်ဖျားသူ့ရဲ့သူတော်ထင်ဝင်ထားတဲ့သူဖြစ်တယ်ဆိုတော့သူပြန်အောင်မေ့ပြီးတော့အဲ့ဒါနဲ့ခွန်အားပြန်ယူတယ်နော်ပြီးတော့သူတကယ်ချင်းလည်းသူအားပေးတဲ့အတွက်ကြောင့်သူတကယ်ချင်းကအားပေးရဲ့စကားတော့ကျန်းစာပြဖျားရဲ့တတိတော်ရဆိုရှင်သူ့အတွက်တကယ်ကိုအံ့ဩစရာကောင်းတော့အခုခွန်အားတွေပေးပါလေတော့မတ်တဲ့တိုင်း30နဲ့34မှာပါပေါ်ပြထားလို့ဆိုတော့ဒီလူယုံကြည်ခြင်းအဖြစ်မိသားစုတွေကမဒီလိုပေါင်းစိတ်ကိုယုံကြည်ခြင်းမတူဘူးဆိုလို့ရှင်ခွဲထွက်နေမိမနဲ့တော့သူတွေခွဲထွက်ရမယ်ဆိုတဲ့အကြောင်းတွေကိုလည်းအဲ့မှာပေါ်ပြထားတဲ့အရာတွေเนาะအဲ့ဒါကိုဖတ်ပြီးတော့ငါဆိုလို့ရှိရင်ဒီယုံကြည်ခြင်းနဲ့ငါပြီးပါတယ်ငါဆုံးပါပြီမယ်ဘုရားတော့ငါဖက်လုပ်ထားမယ်ဆိုတော့သူဆုံးဖြတ်ချက်ချတယ်ဆိုတော့
သူကြားသွားတဲ့ခုအစာမှာတော့သူကြားသွားတဲ့တော့အစာလေးဆောင်ဝဲပြီးသွားလို့သူဟိုဒီမှာသူပြန်လာတယ်ပြန်လာတော့ဒီချိန်မှာဆိုလို့ရှိရင်သူ့နေရာသူ့ပြည့်ထားထားတဲ့အတွက်ကြောင့်သူ့ပြတော့ဘာတော့တိတ်မပြောတော့ဘူးအဲ့နဲ့သူ့ညီမနှစ်ယောက်စလုံးနော်နှစ်ယောက်စလုံးကိုသူပြောပြတယ်ငါယုံကြည်တဲ့ကြားဒီလိုပဲစစ်မှန်တဲ့ဥပဒေဆိုတာဒီလိုပဲဆိုတော့သူပြောပြတဲ့အခါမှာသူ့ညီမနှစ်ယောက်လုံးကလည်းစိတ်ဝင်စားတော့နှစ်ယောက်စလုံးနှစ်ချင်းခံကြတယ်အဲ့သူ့ရဲ့ကတိပန်ဆန်သူ့ညီမနှစ်ယောက်လည်းယုံကြည်ဖို့အင်းဝင်ဖြစ်လာတယ်သူ့ပြဆိုလို့ရှိရင်ဒီတမီးနှစ်ယောက်လည်းချင်းခံလာတဲ့အခါမှာဘိုးကပြပြီးတော့သူ့တမီးနှစ်ယောက်လည်းအိမ်ပေါ်နေမောင်းချတယ်ဒီတမီးနှစ်ယောက်လည်းခဏမှအဆောင်မှာအတင်းတော့အဆောင်မှာဆိုလို့ရှိရင်သူတို့နေကြရတယ်သူဘိုးကတက်တာမှာဆိုလို့ရှိရင်ဒီ7-day Adventist နဲ့ဘူပေါင်းလို့လူဒီယိုစီချင်းအဖြစ်မိဟာရဘယ်တော့ပဲစုပ်ပါနေပါစေဖြစ်ခဲ့တဲ့အရာတွေနော်ဘိုးကမှာတွေ့ကြုံရနေပါစေရှင်မတဲ့ခရင်ခိုင်းတဲ့ဆယ်ငယ်39နဲ့အမြဲအားယူနေတယ်အဲ့မှာပေါ်ပြထားလဲဆိုတော့ရှင်မတဲ့ခရင်ခိုင်းတဲ့ဆယ်ငယ်39မှာမိမိအသက်ကိုတွေ့တော်သူဒီအသက်ရှုံးနေပြီငါကြောင့်မိမိအသက်ရှုံးတော်သူကအသက်ကိုတွေ့နေပြီဆိုရဲကျန်ချက်နဲ့အမြဲဒီစနေတိုင်းကိုခွန်အားယူတယ်ပြီးတော့ဒီဖေဖေကသူတို့ပေါ်ပြထားလဲဆိုတော့ဒီ7-day Adventist Church ကလို့ရှင်မှန်တယ်တတိစကားကိုပေါ်ပြတယ်စစ်မှန်တဲ့ပုဂ္ဂိုလ်ကိုပေါ်ပြတာဒီတင်းတော်ပဲဖြစ်တယ်။ဒါတည်းကဆိုလို့ရှိရင်ပုဂ္ဂိုလ်ကိုငါတို့ပေးထားတာပုဂ္ဂိုလ်ကိုစောင့်နေဖို့ပြောရှင်စွာဂျင်းဖတ်ကိုညာတွေပေးထားတာဖြစ်တယ်။သူရဲ့တပည့်တော်စင်နာပါကိုလည်းညတော့ပွားတော့နိုင်တဲ့တည်းစကားကိုဒီကဘာပေါ်မှာရှိတဲ့လူတွေအားလုံးကြားတဲ့အောင်လို့ညတော့ဖြန့်ဝေရမယ်ပြီးနှစ်ချင်ပေးရမယ်ဆိုတဲ့အရာလေသူစင်လုံးထဲမှာသူမှတ်ထားတယ်အဲ့ဒါကြောင့်လို့ကျွန်တော်ဒေးဗစ်ဟာဆိုလို့ရှိရင်ကိုကြောင်းပြနေရတဲ့အခါမှာကြောင်းပြီးသွားတဲ့အခါမှာကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်ကျွန်တော်ဟာပါစတာတယောက်အနေနဲ့ဖြစ်နိုင်ခွင့်ရတဲ့ကျွန်တော်စူးစမ်းထားတဲ့ဆုံးဖြတ်ထားပါတယ်အဲ့ဒါကြောင့်ကျွန်တော်ကိုတတိယဆုတောင်းပေးပါကျွန်တော်နိုင်ငံမှာရှိတဲ့တောင်ပိုင်းဆူဒန်နိုင်ငံမှာရှိတဲ့ယုံကြည်သူမဖြစ်တဲ့လူတွေရောကျွန်တော်ရဲ့ဒီမှာတရားရောမိဘတွေအတွက်တော့တတိယဆုတောင်းပေးပါဆိုတော့ပန်ဆန်းထားပါတယ်ကျွန်တော်ဒီတချင်းစပတ် offering ကဘယ်လိုပါမလဲဆိုတော့ land shelter နော်သူမြောက်စောင့်ရှောက်ထားတဲ့အသင်းဖွဲ့အိမ်မှာရှိတဲ့ကလေးတွေအတွက်အသုံးပြုမှာဖြစ်ပါတယ်အဲဒါကြောင့်ကျွန်တော်တို့အလူငွေတဲ့အခါမှာလည်းညရောထည့်ဝင်ကြဖို့ရန်အတွက်ကျွန်တော်တို့ mission တွေစနေတိတ်သွင်းထားပါတယ်အရောက်တိုင်းပေါ်ပြန်ရှင်ပါစေပေးပါစေ也是耶稣现在是点点别什么的，我不会就是嘛呢？咱不去嘛，说下他们高冷的前面，他们高冷干嘛的？也是现在前提什么的，20年，就是他们高冷去对的这看起来。我们当时的新闻就是说那个情况什么呢？我
ကောင်းကင်ဘုရားရှိတော်ကိုတော့ကျွန်တော်ဖာကိုရှင်ပြင်ဆင်ပြီးတော့အချင်းများတွေကိုရှင်နာကျေးဇူးတင်ပါ၏အခုချိန်မှာကျွန်တော်တို့ကောက်ခံရရှိတော်လူကြီးရဖို့ကိုရှင်ထပ်ပြည့်ယူဆောင်လာပါ၏ရေလိုတွေအားလုံးကိုရှင်ကောင်းချီးပေးတာတော့ပါလူသားတို့တော့အရောက်ရှိတဲ့ကိုရှင်ကောင်းချီးပေးတာတော့ပါကိုရှင်ဒါမှတော့ကိုတင်ရှားဖို့ရတဲ့ရေလိုတွေကိုကိုရှင်ကောင်းပေးတာတော့ဒီကြောင့်သုတော်တော်ခါမှာပြလိုက်နာတော့ကိုဒီသုတော်ဆက်ဖားခဲ့တယ်အာမင်သူတို့ကျေးဇူးများကိုကောင်းပါပြီ။ဆက်စမြဘုရားမကဘုရားကရှင်မရှာတင်ဒီစပါပြီလေ။မကယ်စီယာညီငယ်လားဘုရားဒီနော်ညီငယ်ပြောရမှာဒီသူတို့ကျေးဇူးတင်ပါတယ်။ဒါခုချိန်မှာဆိုလို့ရှိရင်နောက်ဆုံးဒီစပါစုစင်မနောက်ဆုံးနေတယ်ဒီ PS ရကျွန်တော်ကိုစာမခုချိန်မှာဆိုရှင်တော့လိုက်ပြမှာသူရှင်တော့ဒီဆိုပါလိမ့်မယ်။ဘုရားရှင်မြတ်တာချိန်မှာThey are the
Away down the chamber, I'm dead. Away down the way, the right way. Salute to it. Salute to it.နောက်ဆုံးမှာချစ်သူတဲ့တာဒီရီးစားချစ်သူမဟုတ်ပါဘူးเนาะဘုရားရဲ့ချစ်သူလို့ပြောတာသူပဲကျွေးနေပါလေမှာဆိုကျွန်တော်တို့ကိုချစ်တဲ့ချစ်တာပေါ်ပြပြတဲ့ချစ်တာပေါ်ပြပြခြင်းပါတယ်သူပဲကျွေးနေတယ်ကျွန်တော်ခုချိန်မှာဆိုရှင်တော့ဒီစပတ်စကူးလက်ဆန်ကိန်းကစားရတဲ့နေ့လာမှဖြစ်တယ်နေ့လာတဲ့ခါမှာကျွန်တော်တို့မှာဘာမှမသိထားဘူးဆိုလို့ရှိရင်ကျွန်တော် arise and shine ကျွန်တော်မှာထားပြီးမယ်လေးမပါလေးမရှိမှမဟုတ်တော့ဘာမှပြီးမှမထားဒီကကြောင့်အရာမအရေးကြီးတယ်အရေးကြီးတဲ့ကြောင့်တင်းတော်လူကြီးများပြီးထားတဲ့ကြောင့်မလို့ကျွန်တော်တို့အရောက်တိုင်းကလေးလာရလေအောင်အရောက်တိုင်းကပြီးပြမှလေးလာပြီးပြီးတခါတော့မြတ်စီကပြောပြနိုင်အောင်မြတ်စီက shine တင်အောင်ကျွန်တော်အခုချိန်မှာဒီကနော်တော့တက်တူတော့ဖြစ်တဲ့ဥပ္ပစာပြီးတောင်းတင်ခါစားဆမစကွယ်လက်ဆန်ကိုချိန်မှာအားလုံးရောက်တိုင်းလေးလာမှဖြစ်တယ်လေးလာတဲ့ခါမှာရောက်တိုင်းပေါင်းစည်းခြင်းနဲ့တော့မသိပါနဲ့ဥပ္ပစာပြီးတောင်းတင်ခါစားလေးလာတဲ့ခါမှာအရောက်တိုင်းပေါင်းနိုင်အောင်သူမြေမကအရောက်တိုင်းနားလည်းမရှိနိုင်သူမြေမကဥဆောင်တဲ့ပုံပေါ်များအလိုတိုင်းဥဆောင်နိုင်အောင်တော့မှရဝဲမှာရှိတဲ့ခုနပြောတဲ့ဒီဆူဒန်မှာပေါ့ဆူဒန်မှာရှိတဲ့ပုံပေါ်များတဘာတော်လုံးမှာရှိတဲ့တင်နာများအရောက်တိုင်းအခုချိန်မှာဆိုလို့ရှိတော့ဒီစမတိပွဲရတဲ့တောင်းပြီးမှဖြစ်တယ်သူပြီးအားလုံးနဲ့ထားပြီးစီချင်是当然，帮助什么什么，包括现就是说在面对大家都不过了的进来，或者是大家咪的出入的，因为我被满足于或者是不过会呀都会被了，我们当时就是嘛，把那个偏拿什么项目就是在楼上了，或者是对了，我们偏偏去被的拿了嘛，因为那这样找到几什么安全上的或者是特殊。我讲你那差别到讲什么啦？像要细看上来，可能或者是讲这边了么吧。或者是那么来要是了么吧，arise shine 所得给到这么多的，要对你呀，是对你呀，那或者是对，人家我从来来到都的50批判的或者是马啥嘛，在那呀的，mission 有时对来或者是有技术的嘛，David 的都呀是他到有技巧哦，都的吧，对你当初那片为别的差。用这度呀，都把那朋友都上来学学，要不把这批钱都上来学吧，都把那过程讲这边了么吧。ကျမတို့ဒီမလေးရှားတာမှာကမြန်မာပြည်ကဘာရရနိုင်ရှိတော့ယုံကြည်သူများတော့လည်းကောင်းမယုံကြည်သေးတော့သူတယောက်စီပေါ်နေလို့ပေါ်လို့ရှင်ကောင်းကြည့်ပြီးတော့ဘူးပါအခုကျမတို့အတန်းတီးတီးခွဲ၍ဥပုသ္စာပြီးသင်ခန်းစာများကိုသင်ကြားမြင်ဖြစ်ပါ၏အရောက်တိုင်းပေါ်လိုက်ပေါ်လို့ရှင်ကောင်းကြည့်ပြီးတော့ဘူးပါအထူးသဖြင့်သင်ကြားပြီးပြီဆရာသမားဦးစီနှုတ်ဆက်ပါဆက်များပေါ်လို့ရှင်ထိတို့တော်မူပါကိုရှင်တန်ရှင်သောဝိညာဉ်တော်ပါရှိခြင်းအဖြစ်ကျမတို့အသင်းသူအသင်းသားအရာတိုင်းစီတဲ့ကိုရရှင်အလိုတော်တိုင်းနားတဲ့သဘောပေါက်နိုင်၍ကိုရရှင်ထံမှလာသောကောင်းခြင်းများကိုခံစားထိုက်တော်သူအရာတိုင်းဖြစ်စေဖွယ်ရန်ဤချိန်၌အလုံးစုံတို့ကိုရရှင်ထံ၌ဆက်တက်၍ကျေးဇူးတော်ကောင်းလို့ချီးမွမ်းကြပါရဲ့ဖာအာမင်Count your blessings, name
နဲ့ဒီမိသားတော်ရှင်ပါဖျားဖျားဥပရောနေကိုကောင်းမွန်စွာဆောက်တည်ခွင့်ပေးတဲ့ဒီတာမကပဲကိုရရှိနှုတ်ကပတ်တရားများကိုကောင်းမွန်စွာဆွေးနွေးခွင့်ပေးတဲ့အတွက်သူကျေးဇူးတင်ပါတယ်ကျွန်တော်ဆွေးနွေးတော့တဲ့အတိုင်းအသက်တာမှာတရှင်နိုင်ဝရဲ့ကိုရရှိလင်းတရားကိုထုံးလင်းစေနိုင်တဲ့ကိုရရှိမဆာကောင်းကြီးပေးတဲ့နာတော်မှာဝိချိန်မှာကိုရရှိချပြီးတော့စာများကိုသုံးဆောင်ကြမိဖြစ်ပါတယ်ကိုရရှိကောင်းကြီးပေးချဖြင့်ယစာတမဲကျွန်တော်ရောက်တဲ့အတွက်ဝိညာဉ်ခေါ်ကိုကာယခေါ်ဖြစ်စေတော်မူပါယေရှုနာမကိုအမိပြည့်ဆုတောင်းစိတ်ကကြပါပါရတဲ့ခင် When you look at others with their lands and gold, think that Christ has promised you His wealth untold. Count your many blessings money cannot buy. Your reward in heaven or your home on high.
our Heavenly Father, we like to thank you and praise your name. Thank you for your presence with us as this day we gather together in your name to worship you, to praise you. Lord, you are worthy. You are the Lord of God. You are our Savior and our Creator. Our Lord, thank you for blessing each one of us, and may your Holy Spirit touch our heart as this day we worship you, as we open your word, we study, you teach us and guide us through this meeting. May you be glorified. Thank you for accepting us and hear our prayer because we ask in Jesus' name. Amen. I would like to welcome each one of the members, special guests and honors on this very special occasion. I would like to introduce myself.ကျွန်တော်နာမည်က Daniel Pastor Daniel လို့ခေါ်ပါတယ်။ကျွန်တော်က ZSC အသင်းတော်ကနေပြီးတော့ Pastor ဖြစ်ပါတယ်။ဒီနေ့ကျွန်တော်ဦးဆောင်ပြီးတော့ Divine Service မှာကျွန်တော်ဦးဆောင်သွားမှာဖြစ်ပါတယ်။အခုကျွန်တော်တို့တရားနဲ့တရားပြုံးရွှေနဲ့မျက်နှာနဲ့ Happy Sabbath ဆိုပြီးတော့တရားနဲ့တရားလုပ်စကြအောင်နော်ဒီကလူတွေ Let's check each other and greet each other and Happy Sabbath. Yes. ဘုရားသခင်ရောက်တိုင်းကောင်းချီးပေးပါစေ။အခုကျွန်တော်တို့ခေတ်သစ်မှာတက်ကြွနဲ့လုံးပြီးလောက်ထားရှိတဲ့တခုကျွန်တော်လုပ်ကြည့်ပါနဲ့။ဘာလဲဆိုတော့ကျွန်တော်တခုပြောရင်ခင်ဗျားတို့တခုပြန်ထုတ်ကြရမှာနော်။ God is good all the time. God is good. Praise the Lord. Amen. အခုကျွန်တော်တို့အတင်းတော်အကြီးကြီးကနေပြီးတော့ဒီမလေးရှားမှာဆိုမြန်မာအတင်းတော်က၄သန်းရှိပါတယ်။အဲ့ဒီ၄သန်းကိုကျွန်တော်တစ်သိန်းပြီးတစ်သိန်းမိတ်ဆက်ပေးပါပြပါနဲ့။ပထမဆုံးအင်ရှင်အတင်းလို့လည်းပြောနိုင်တဲ့ Pudu Adventist Church. I would like to introduce Pudu Adventist Church members. Please stand up from your places. Pudu Adventist Church. Pudu Adventist Church. Pero, dunia ni ne Subang Adventist Church. Would you please raise five members from Subang Adventist Church? Thank you. May God bless you. And ketiga ni KL Adventist Church. Please stand up from the places. KL Adventist Church. KL Adventist Church. Matari lu isi macam ni. Siapa ni jalan lah? Dan you know, Konglu Asia mana? We all are the host. So, now someone in ZSC Zomi Adventist Church, please stand up from your places. May God bless you. Nanti begini boleh, depan sama hand. And at this time, I would like to introduce our special guests and speakers. And I would like to ask after that, Madam Go to introduce Sir and Madam. Okay? Now, first of all, I would like to introduce Pastor Leon Phai. Please stand up. Let's go picture all. He is the president of Peninsula Mission. Okay? Di Peninsula Mission matu president di mana? Pero dunia ni
Would you please stand up, Mrs. Yang Fai? Please turn around once. Yes, and Mrs. Yang Fai. She is the director of Women and Children Ministry. So she regularly visits to all our 4 churches and taking care of the women ministry as well as the children. Thank you, may God bless you. Then, Sister Shera. Please turn around and God bless her. She is from Jehovah Ru and one of the faithful church members. Thank you, may God bless you. This time I would like to invite Madam Go to introduce our special guest. Happy Sabbath, everyone. Thank you, Pastor Daniel, for introducing our president, Pastor Leong Fai, and also Mrs. Leong Fai, and our sister here. This morning, I'm very happy that Roger Stone and Barbara Stone are with us. They are missionaries serving in India for many years. And I only met them yesterday. So would you like to stand up so that we can see you? Please turn around, please. May God bless you. Mr. Roger Stone and Mrs. Roger Stone, right? Missionary from India. Thank you very much, and I'm very happy that I'm seeing many of our Myanmar brothers and sisters, which I know, Magnolia, James, and Pastor, and many more. I'm very happy to be here this morning. Thank you, and God bless. Thank you. God bless you. Aku cenderung asisi sahaja ini opening song kucing sahau number commit. Halo mata dia biro sudah kucing sahau number commit. Presence is there, it is my surrender.
Let's pray. Hallelujah, hallelujah, hallelujah. Mangit kabiang katupa, patang kabiang kakapasyan. Topa tuli na topa, orang ni namasak tuang namite, manusia kempel. Sabat dihunok, tak topa sa naman usap mana atak na lunam turukong. Topa basian mongpai na tate kempel, lungsing gimte, topa lunok kau na suatang na tiyain. Topa basian, topa hencing na tuak de nama suatang na biya. Damo tedam na le topa sa tuli na hita ka lungkun na. Yan kita tu pasien ompai cero lulu balik tu pa, luna tua adang lau satu orang itu nanti bakal menghadapi apa ini. Sudah sahabat dam nanti tu pada kalau tekian pihak saking, tempat pasien tu pa, hotel ruang kena dengan Sophia. Siapa pasal yupai tu pa dengan juta tu nanti satu pada pasien tu nanti. Miki belum sinte hau nanti pada pasien tu nanti Sophia. Natute to pasel okadutang nabong kaam din naman ng zopi nawe to papasyan tulina tohi latangin siya to pa katubi o mauna to papasyan na maswa kang na to pa mirante alina atang kia to panatanukat siya kahinawe kawunte rock taganong zopi na itute to pa Isu Kristo so yung natuko pa ngayon ko kia to papasyan. Amen. Terima PAC Guru Church Agencies atin nomor saya tekin Guru Chimones kecil desde punya isu nama yang berapa ya? Adik baru sebenarnya dia ini. Kalau bukan dia yang suci semuanya, KDC tidak pansi, tidak 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 ni. Kalau macam suci kita sih kena gomel tak ni nanti jauh. Amalnya kena tadi kubur sih dah balik. Jangan tinggal membeli mana, sudah sebelum saat yang suci apa yang kubur itu bagi jauh. Ini nak kubur itu jauh. Membeli pun ada, mempiasi orang cium jauh sama dengan jauh. Jauh tinggi dah membeli, melakukan itu sahaja bisa dengan habis dah. Just
လောက်ပါတော့တာလေဒီချာလေးတဲ့ဒီရှင်ခလာပါပါလေးဒီလိုကလည်းဘုရားတင်တော်ကိုဘုရားလေးကိုပေါင်းပြီးပြပါစေ။နားထောင်တဲ့ရောက်တိုင်းနဲ့ဘုရားလေးကိုပေါင်းပြီးပြပါစေ။အခုကျွန်တော်တို့offering speech အတူတော့ဘာလို့ဒီမှာကျမ်းစာနဲ့တိုက်တွန်းဖို့ဆရာအာရန်ကိုဖိတ်ခေါ်လိုက်ပါတယ်။ပြီးတော့offering အလူငွေပေါက်ကံရဲ့အာရှရာကိုသင်တဲ့ဖြစ်ဖို့ကျွန်တော်သိနေပါတယ်။အဲဒီအလူငွေပေါက်တဲ့ချိန်မှာကျွဲစုမန်တဲ့တိစတာကန်ကိုကျွဲတစ်ချင်းခေါ်ပါမယ်။တော့အလူငွေပေါက်ကံဒီမှာနားလေးတစ်ပိုက်ကိုတောက်ပြီးတော့ခေါ်ပေးနေပါတယ်။ဒါနဲ့တော့မာလကီခိုင်းတော့angin siga ni kese kipa di mare ana kipa itu kami share ni kese yudi cari ki ausa bo lu jami do do be tenu di ausa bo lu jami tenu di ade to tu yu ba ni tu tenu di me ni se tu ku lo ma ku do ka bo lo ma ku jami se bo lo shi ta bo ba na kai se lo tu ni ma ai do lai sa ya shi ji chin na ya loလာဒီမိုးကောင်းရင်ဒီလေးကောင်းကိုဖွင့်၍ကောင်းကြီးမင်္ဂလာကိုအပေါ်မစင်ထုံးကောင်းရင်ကောင်းကောင်းကြီးကိုပုံလို့ဆုံးကားကြလို့ကောင်းကြီးကိုချီအရှင်တော်ဘုရားမိတ်တော်မူလူကျွန်တော်ကောက်ခံတဲ့လူများတို့ဒီတိတော်အတွက်လူတွေဖြစ်တယ်နောက်ပြီးတော့စေဖို့ကိုဝယ်ရဖြစ်တယ်ကုသဆရာမကြီးကြီးညာလူပဲတို့စေဖို့ကိုချက်ဝယ်တဲ့လူတွေကိုစာရေးကြည့်ကြပြရတယ်ကျွန်တော်တို့ဒီအောက်မှာလည်းပါမှာအဲဆေမိုးကိုစားရင်နောက်ကအလူတွေတဲ့အဲ့ဒီမှာကျွန်တော်ဒီကိုအတွက်သုံးပြီးမဲ့အလူတွေရှိတယ်ကျွန်တော်ဒီမှာကြောလာကြရရှိတယ်ကျွန်တော်တို့ယုံကြည်သူတွေအားလုံးဘုရားရှင်သားတွေခံစားရတဲ့စုပေါင်းကြီးမင်္ဂလာအဲမှာအနေငယ်ဖြစ်စေကိုယ်စေကစိတ်အသက်တောင်းသွားပြီးဝင်ယူကြဖို့ရအားပေးတိုက်တွန်းလိုပါတယ်
ဆုံးတော်မူသောဘုရားဖတ်ပါဘုရားရှင်ဒီနေ့မွန်မြတ်တရှိနာကိုတော်ရှင်ကိုတော်နဲ့ချစ်ပြီးကြကြောင်းဒီနေရာနဲ့ရှိသောဘုရားရှင်ယုံကြည်နေရှိသောတာသမီအားလုံးကိုသူ့ရုံးရဲ့ဒီဘုသူ့ကိုအချင်းကိုဘုရားရှင်အခွင့်ပေးပြီးတော့သူကြည့်သူတွေပါလိဒီဘုရားတော်ရဲ့အသက်ဆိုင်တဲ့ရှိသောသူကောင်းကြီးမင်္ဂလာအားလုံးကိုကျွန်တော်တို့တရားစီတိုင်းကိုဘုရားရှင်တော်ချပေးတော်မူပါဘုရားရှင်ကမှခံစားရရှိသောသူကောင်းကြီးမင်္ဂလာများကိုနေ့စဉ်နဲ့ပြန်လည်ရည်ဆွဲရဘုရားရှင်အားသာသမီပေါင်းတို့ဒီကျေးဇူးတော်ကိုချီးမွမ်းရှိပါ၏ဒီနေ့ဘုရားတော်ရဲ့ကိုလိုရှင်ကလာရောက်ပြုကိုးကွယ်တော်ခါ၌လက်ချီးသက်လာခြင်းမဟုတ်ပဲကိုလိုရှင်ကမှခံစားရရှိသောသူကောင်းကြီးမင်္ဂလာများအထက်မှအနေငယ်သောအမှုတော်မူများကိုယူဆောင်လာကြရရှိပါ၏ဒီခုသာသမီတို့ထဲဝေရရှိသောကိုလိုရှင်ပိုင်ဆိုင်ရရှိသောဆက်ဖို့ပေါ်လိုက်တော်တော်အသိတော်တွေလိုအားရှိသောအမှုတော်မူများကိုကိုလိုရှင်ကဆက်ကအနံပါ၏ဒီအလူများအားလုံးကိုကိုလိုရှင်အမှုတော်အတွက်ဒီအသိတော်အတွက်သုံးပြီးတော့ခါရကိုရှင်ကောင်းကြီးချပေးတော်မူပါအလူတော်ကိုများကိုထက်ကိုလည်းရှိတော့တာသမီတရားစီတိုင်းတို့ကိုရှင်းဆက်လာမြင့်သက်တာနဲ့ဒီထက်ကကိုလိုရှင်အားပြန်လေပေးဝင်လူပြဆက်ကလည်းတော့တာသမီတရားစီတိုင်းချစ်စေတော်မှာမြည်ကြောင်းတပိုင်းတော်ရှုခိနာမတော်အယုတေလေးကသာမစ်တောင်းဆက်ကပါလိဖတ်ဗျာအာမင်လူတွေတောက်တာပြေလို့ရအားရဒီကုမောင်မလေးနဲ့လက်ချင်းလာလေးဆိုတော့ရစုဘာအဒန်တီချာမှာလက်စီပြီးတော့အလူကိုစက်ကပြေရဆရာအဒန်ကိုသူတို့သိနေတယ်ပါလေဒီအလူစေကုတခုနဲ့တခြားအလူတွေပြီးတော့ရယူကြည်လို့တာရမီအရောက်တဲ့ဘုရားတကယ်ကောင်းကြီးပါစေအခုကျွန်တော်တို့တချီခွာရတော့နားတော့ဆက်ရတော့ ZSC ဇုံကြီးအပြင်တင်စားဖြစ်ပါတယ်